1960မှာခုနှစ်မှာတရုတ်ချင်းမင်းဆက်ကမြန်မာနိုင်ငံကို၄ချိန်တိုင်ကျူးကျော်ခဲ့ပါတယ်။ဒီစစ်ပွဲကတော့ကျန်းလုံဧကရာစင်အုပ်ချုပ်တဲ့တရုတ်ချင်းမင်းဆက်နဲ့စင်ဖြူရှင်မင်းဦးဆောင်တဲ့မြန်မာကုန်းပေါင်မင်းဆက်တို့ကြားရှင်ပြိုင်တိုက်ခိုက်ခဲ့ကြတာပါ။ဒီပဋိပက္ခရဲ့အထူးပြဿနာကတော့မရေရာမပြတ်သားပဲအငင်းဖွားနေတဲ့နယ်ချမြင့်ကြောင်းပါ။အဲ့ဒီနယ်ဆက်ဒေသကရှမ်းစာဝါတွေကလည်းနိုင်ငံတစ်ခုစလုံးကိုလက်ဆောင်ပန်းနာတွေဆက်ထပ်နေကြတာမျိုးရှိခဲ့ပါတယ်။1930ပြည်လုံးနှစ်တွေမှာချင်းမင်းဆက်ကယူနန်ပြည်နယ်ကိုထိန်းချုပ်မှုပိုတင်းကျပ်လာခဲ့ပြီးရှမ်းနယ်ဆက်စော်ဝါအတော်များများကိုလည်းပေကျင်းရဲ့တောက်စာအာဏာအောက်ကိုဆွဲသွင်းနေပါတယ်။ဒီအချိန်မှာပဲ1950ပြည်လုံးနှစ်တွေမှာမြန်မာနိုင်ငံကကုန်းပေါင်ဖရင်တွေရဲ့လက်အောက်မှာပြန်လည်စီးလုံးခဲ့ပြီးအဲ့ဒီနယ်ဆက်ဒေသတွေကိုပြန်လည်ရယူဖို့လည်းစ조사ခဲ့ပါတယ်။ဒီအခြေအနေကိုစိုးရိမ်သွားတဲ့ချင်းနန်းတော်ကမြန်မာတွေရဲ့နေမြေချဲ့ထွေမှုကိုတိုက်ရိုက်စိန်ခေါ်မှုတစ်ခုလို့တပေါ်ထားပြီးယူနန်ပြည်နယ်ကနေစစ်ရေးအရာတုံ့ပြန်ဖို့ပြင်ဆင်ခဲ့ပါတယ်။1965ခုနှစ်မှာမြန်မာတပ်အများစုကရိုးတရားမှာစစ်ဆင်နွှဲနေချိန်ချင်းတပ်တွေကမြောက်ပိုင်းနယ်စပ်ကနေကျိုင်းတုံကိုသိမ်းပုတ်ဖို့ဝင်ရောက်လာခဲ့ပါတယ်။စစ်မှုအတွေ့အကြုံရှိတဲ့မြန်မာတပ်ဆွဲထားတဲ့တပ်တွေကအဲ့ဒီပထမဆုံးကျူးကျော်မှုကိုအပြတ်အထတ်ချေမှုန်းပြီးတရုတ်တပ်သားတွေကိုသူတို့နေမြေထဲကိုပြန်မောင်းထုတ်ခဲ့ပါတယ်။ဒီလိုရှက်စရာကောင်းအောင်ရှုံးနေခဲ့ရတဲ့အတွက်ချင်းစစ်ဗိုလ်ချုပ်တွေဟာသူတို့ရဲ့စစ်ရေးဗျူဟာကိုပြောင်းလဲပေးဖို့တွန်းအားဖြစ်ခဲ့ပါတယ်။1966ခုနှစ်မှာပိုကြီးမားတဲ့ချင်းတပ်ကြီးကဗန်းမောနဲ့အေယာဝတီမြစ်ကြောင်းအတိုင်းမြန်မာပြည်အထက်ပိုင်းကိုဦးတည်ပြီးမြန်မာတို့ရဲ့မြို့တော်ဖြစ်တဲ့အင်းဝကိုရည်ရွယ်ပြီးချီတက်ခဲ့ပါတယ်။မြန်မာကောင်းဆောင်တွေကတော့ကျိုင်းတုံလိုခန္ဓာတွေပြင်သစ်နီးပညာနဲ့လေ့ကျင့်ထားတဲ့အမြောက်တပ်တွေနဲ့ဒေတာပင်စင်ထားတဲ့ကာကွယ်ရေးစနစ်တွေကိုအသုံးပြုပြီးကျူးကျော်သူတွေကိုထောင်ချောက်ခဲ့ပါတယ်။အပူပိုင်းဒေတာယောဂတွေဖြစ်တဲ့ငပြားကာလဝမ်းယောဂတွေကချင်းတပ်သားတွေကြားမှာပြန်နှံကူးစက်ပြီးသူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းကိုတိတိတတ်တာအားနည်းစေခဲ့ပါတယ်။1968ခုနှစ်မှာဧကရာစစ်ကမင်းရွေဦးဆောင်တဲ့အထက်တန်းစာမန်ချူတပ်သားတွေကိုစီလွှဲခဲ့ပြီးသူတို့ဟာနက်နက်ရှိုင်းထိုးဖောက်ဝင်ရောက်လာကအင်းဝမြို့နာနီးပါးအထိရောက်ရှိလာခဲ့ပါတယ်။စင်ဖြူရှင်မင်းကတော့ယိုရီယာကနေစစ်ပြန်အတွေ့အကြုံရှိတဲ့တပ်တွေကိုပြန်ခေါ်ခဲ့ပြီးတရုတ်တို့ရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖျက်တောက်ဖို့ပျောက်ကြားစစ်ဆင်လွှဲဖို့အမိန့်ပေးခဲ့ပါတယ်။1968ခုနှစ်မှာမြန်မာတပ်သား1000ကမင်းမဲမှာရှိတဲ့မင်းရွေရဲ့တပ်သား3000ကိုဝိုင်းရန်ပိတ်ဆို့လိုက်ပြီးပြင်းထန်သည့်အချိန်ကြာမြင့်တဲ့တိုက်ပွဲအိမ်နဲ့အတူအဒီတပ်ကိုချီမုံဖြစ်စီခဲ့ပါတယ်။မင်းရွေကတော့ပြင်းထန်စွာတန်ရာရရှိပြီးတည်ဆုံသွားခဲ့ပြီးအဓိကမန်ချူတပ်ဖွဲ့ကြီးကလည်းကွဲကြေပျက်စီးသွားခဲ့ကအနှဲငယ်ထပ်ပြီးလွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့လုံးဝစိတ်မပြတ်ပဲဘေကျင်းကတော့1969ခုနှစ်မှာဖူရင်ဦးဆောင်တဲ့စတုထာအချိန်မြောက်အကြီးစားကျူးကျော်မှုကိုထပ်မံလှုံ့ဆော်ခဲ့ပါတယ်။တေးချာပြင်ဆင်ထားတဲ့ထောက်ပံ့ပို့ဆောင်ရေးတွေနဲ့ရားနဲ့အကြီးတဲ့မြစ်တွင်းသွားလွေတွေရှိပေမဲ့လည်းဒီလိုစစ်ဗိုလ်ချုပ်တွေကတော့အခြေအနေကိုကောင်းကောင်းမကင်တွယ်နိုင်ခဲ့ပါဘူး။လွေတပ်ကြီးကအကအွယ်မဲ့ဖြစ်နေပြီးလွေအများစုလည်းဆုံးရှုံးခဲ့ရပါတယ်။ကျူးကျော်တပ်ဖွဲ့ကြီးကထောင်ချောင်းမိပြီးအငတ်ပေးနဲ့ရင်ဆိုင်ခဲ့ရကထောက်ပံ့ရေးပြတ်တောက်မှုနဲ့ဖျားနာမှုတွေကြောင့်တောင်းနဲ့ကြီးတဲ့တပ်သားတွေအသက်ဆုံးရှုံးခဲ့ပါတယ်။မြန်မာစစ်သူကြီးမဟာတိဟာတူရာကတော့အဆုံးမရှိတဲ့အကြမ်းဖက်မှုတွေဆက်ဖြစ်နေမှာကိုစိုးရိမ်တဲ့အတွက်တပ်ဖြတ်မှုတွေကိုညီနှိုင်းအခြေအနေနဲ့အဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။1969ခုနှစ်နောက်ပိုင်းကျိုင်းတုံစာချုပ်အရရှေ့တိုင်းစစ်ဗိုလ်ချုပ်တွေဟာငြိမ်းချမ်းရေးကိုသဘောတူခဲ့ပေမဲ့နန်းတော်တစ်ခုစလုံးကတော့နောက်ပိုင်းမှာဒီသဘောတူညီချက်ကိုအငြင်းကားခဲ့ကြပါတယ်